ဒါအခုကြီးပင်ပို့လိုက်တာလားဂျန်ယွမ်ချင်းဟာစာသေးကအကြောင်းအရာကိုဖတ်ရင်မျက်မှောင်ကျုပ်လိုက်မိပါတယ်ဘဝကိုပြောင်းလဲလေဆိုတာဘာလဲဘာကိုမထိန်ချုပ်နေတာလဲဒီစာကရေးရရဘာမှမပြောထားပါလားသူဟာအနက်ရောင်ကတ်ပြားကိုနောက်တစ်ချိန်ပြန်ကြည့်ပြီးအသေးချာစစ်စစ်ကြည့်ပါတယ်ဒါပေမဲ့တာမန်ထပ်ပို့ထူချတဲ့အချက်ဆိုလို့တိုင်တွေရတာအထီးတွေကောင်းပြီးပြုတ်လုထားတဲ့ပစ္စည်းသားကအလွန်ရှားပါတန်ဖိုးကြီးပုံပေါက်နေတာကလွဲလို့ကြံတာဘာမှမတွေ့ရပါဘူးဒါမှမဟုတ်ထိတ်တန်းအနှိတ်ခမ်းတစ်ခုခုက VVIP ကတ်များလားရင်သား36လက်မှစိုက်အလတ်ပကေးလေးရှိတဲ့နေရာမျိုးကိုငါလိုလူချောလူခတ်မျိုးမှထိန်ချုပ်နေမှာမို့ပို့လိုက်တာများလားလို့တော့တွေးလိမ့်မိပါတယ်လယ်ရီဘင်းဆိုသူဟာသူ့ငငယ်ကလေးကပေါင်းတင်လာခဲ့တဲ့တငယ်ချင်းမှာငယ်နာမည်ကအာဘင်းထက်ပြီးသူ့ထက်နှစ်နှစ်ကြီးပါတယ်အဘိုးအဘတို့အိမ်တစ်မပြောင်းခင်တုန်းကသူတို့နှစ်ယောက်ဟာလမ်းကြားလေးတစ်ခုတည်းမှာအတူကြီးကင်းခဲ့ကြတာဖြစ်ပါတယ်လယ်ရီဘင်းဟာခွန်အားဗလာကောင်းမွန်တလောက်ညံ့နေပိုင်းမှာတော့အားနေပါတယ်ဒါပေမဲ့ငယ်စဉ်ကလေးကဂျမ်းရွံချင်းကိုအလွန်ကာကွယ်ပေးကြတာပါရန်ဖြစ်စရာရှိရင်ရှေ့ကမားမရဲ့ရင်ဆိုင်ပေးပြီးထွက်ပြေးရရင်တော့နောက်ဆုံးကနေပိတ်ကာပေးတတ်ပါတယ်ဂျမ်းရွံချင်းဟာအဖေမရှိတဲ့သားလို့လောင်ပြောင်ရဲပူရှိရင်လယ်ရီဘင်းကဂျမ်းရွံချင်းအစားထိုးသူကိုပညာပေးလိရှိပါတယ်ဒါကြောင့်လဲဂျမ်းရွံချင်းဟာသူ့ကိုအကိုကြီးဘင်းလို့ခေါ်ဝေါ်ခဲ့တာပါအထက်တန်းကျောင်းတက်ဆင်ကအာပင်းရဲ့စာမွေးပွဲရလာပြီးတိမကောင်းလာတာကြောင့်အနီးချင်းချမ်းနံပြည်နယ်မှာရှိတဲ့တက္ကသိုလ်တစ်ခုကိုတွားရောက်တက်ရောက်ခဲ့တာပါတယ်။အဲ့ဒီချင်းကစပြီးသူတို့နှစ်ယောက်လူချင်းခွဲခွာခဲ့ရတယ်လို့အဆက်အသွယ်လည်းကျဲသွားခဲ့ကြပါတယ်။ဂျန်ယွမ်ချင်းဟာအနက်ရောင်ကပ်ပြားကိုအင်ဂျီအိတ်ကထဲထည့်လိုက်ပြီးဖုံးကိုကောက်ကိုက်ပြီးအကိုကြီးပင်းစီစာပို့လိုက်ပါတယ်။ဘယ်ဆိုင်က VVIP ကတ်လေအနည်းဆုံးတော့လိပ်စာလေးဖုံးနံပါတ်လေးပြီးမှာပေါ့ဗျာ။စာပို့ပြီးနိုင်ဝက်လောက်ကြားတဲ့အထိစာပြတ်မလာပါဘူး။ဂျန်ယွမ်ချင်းတယောက်စိတ်မရှိတော့ပဲအကိုကြီးပင်းစီတိုက်ရိုက်ဖုံးခေါ်လိုက်ပါတယ်တူဆိုတဲ့ဖုံးခေါ်ထားညချက်အကြာမှာဖုံးကင်လိုက်ပေမဲ့တစ်ဖက်ကနေထွက်ပေါ်လာကလေးလေးနေဆွေးမိနေတဲ့အမျိုးသားကြီးဦးရဲ့အတန်ထင်နေပါတယ်ဟယ်လိုဦးလေးကလယ်ရီဘင်းရဲ့အဖေပါဦးလေးလဲလားဂျန်ယွမ်ချင်းအန်အောသွားပါတယ်ဒါပေမဲ့ချက်ချင်းပဲဝမ်းတာအားရပြောလိုက်ပါတယ်အကိုကြီးပဲအနားမှာရှိလားဗျသူ့ကိုဖုံးပေးဦးပါကျွန်တော်ပြောစရာရှိလို့ပါတစ်ဖက်ကတိတ်ဆိတ်သွားတယ်နောက်ပြီးနာကျင်မှုအတိပြီးတဲ့အတန်နဲ့ပြန်ဖြေလာတယ်ယွမ်လေးဦးလေးတို့ဂျန်နံမှာရောက်နေတာအပင်းပျောက်နေလို့ကွာအကိုကြီးပင်ပျောက်နေတာဟုတ်သလားဂျန်ယွမ်ချင်းကြောက်အန်ဖွက်တော့ပါတယ်စကန်အနေနဲ့ကြာပြီးနောက်စိုးရင်တကိတ်မေးလိုက်မိပါတယ်ဘလို့ဖြစ်တာလဲဦးလေးအကိုကြီးပင်ပျောက်နေတာဆိုတာဘလို့လုတ်ဖြစ်နိုင်ပါလဲဗျစိတ်ထဲမှာသူ့ခုကလေးကငါ့စီပါဆဲပို့လိုက်တယ်လို့တွေးနေမိပါတယ်လွန်ခဲ့တဲ့3ရက်ကပျောက်သွားတာမနေ့ကမှကျောင်းကအကြောင်းကြားတော့ဦးလေးနဲ့မင်းအတော်ချိုးတွေချက်ချင်းလိုက်လာခဲ့ရတာပဲဦးလေးလက်ရဲ့အတန်းကတုံကြီးနေပါတယ်ရဲတိုင်နေပြီလားရဲစခင်းကဘာပြောလဲဟင်းလို့ဂျန်ယွမ်ချင်းကလေးထန်ကိုညှင့်ကမေးလိုက်ပါတယ်ဦးလေးလက်ကခဏတာတိစိတ်နေပြီးမှတွန့်တဆွန့်ဆက်နဲ့ပြောပါတယ်ဒီကိစ္စကပြောရခက်တယ်အာပင်းပြော့သွားတာကနင်းနဲ့ထူးဆန်းနေလို့ထူးဆန်းတယ်ဘာတဘောလဲဂျန်ယွမ်ချင်းမြေလုံးဖြူးသွားပါတယ်ဦးလေးလက်ကဆက်ပြောပါတယ်လွန်ခဲ့တဲ့3ရက်ညတုန်းကအာပင်းကအဆောင်ကန်းတဲ့ကနေပျောက်သွားတာရဲတွေကအဆောင် CCTV မှာဒန်းတွေကိုယူစစ်ကြည့်တော့အာပင်းကတညာလုံးအခန်းထဲကနေထွက်မသွားဘူးတဲ့ဒါပေမဲ့မနက်လင်းတော့လူကမရှိတော့ဘူးအခန်းပေါ်ကျောင်းသားတွေကလည်းပြောတယ်ညကမှအိတ်ခေအာပေးရှိနေသေးတယ်မနက်နိုးတော့ကိုရင်ပေါ်မှာလူမရှိတော့ဘူးအစောကြီးထွက်သွားတယ်လို့ပဲထင်နေကြတယ်တဲ့ဂျန်ယွမ်ချင်းအန်အိုကနေရန်ကိုငေးကြည့်နေလိုက်မိပါတယ်ဘလို့လုတ်ထင်းနိုင်ပါလဲဗျလူတယောက်ကအချောင်းမဲ့အငွက်ပြောင်သွားတယ်ဆိုတာသုံးသားကလေးတောင်ယုံမဲ့စကားမဟုတ်ပါဘူးဂျန်ယွမ်ချင်းဟာရင်ထဲကစိုးရင်စိတ်ကိုဖိနှိပ်ထားပြီးတိုးတိုးကက်ကက်နဲ့မေးလိုက်မိပါတယ်ဦးလေးလက်အကိုကြီးပင်ကျောင်းမှာရန်ညိုးရန်ဆရှိတဲ့လူများရှိလားဗျသူခံတဲ့ပထမဆုံးဝင်သွားတဲ့အသွေးကအကိုကြီးပင်ကျောင်းမှာပြဿနာတက်ပြီးတစ်ဖက်လူကဒဲတင်အာနာရှိသူဖြစ်နေတာမျိုးပါဒါကြောင့်မို့လို့ CCTV မှာဘာမှမပေါ်တာဖြစ်နိုင်တယ်ကျောင်းအာနာရှင်တွေကတစ်ဖက်လူကိုကာကွယ်ပေးထားတာဖြစ်နိုင်တယ်လို့သူတွေးမိပါတယ်တရင်ချက်လက်ပောက်ကွဲနေတဲ့ယခုခေတ်ကြီးမှာအင်တာနက်တွေသုံးပြသူတိုင်းကဒီလိုဖြစ်ရမျိုးကိုကြားနာဝါရှိကြတာမဟုတ်လားကျောင်းအုပ်ချုပ်ရေးပိုင်းကတော့ရဲတွေနဲ့ပူးပေါင်းဆောင်ရွက်နေပါတယ်တဲ့ရဲတွေကတော့ဦးလေးတို့ကိုပြန်ပြီးတရင်ဆောင်ခိုင်းနေတယ်စုံစမ်းနေပါတယ်လို့ပဲပြောတယ်ဦးလေးလို့လင်မြော့တညာလို့အိတ်လို့မရနိုင်ပါဘူးကွာဦးလေးလဲရဲ့လေတန်ထဲမှာစိတ်ပြက်အားလေချင်းနဲ့စိုးရင်ပူပန်ချင်းတွေရောလစ်နေပါတယ်ဒီလိုအဖြေလဲလာမယ်ဆိုတာထင်သားပဲတောက်ဂျန်ယွမ်ချင်းအသက်ပြင်းပြင်းရှူပြီးနှိမ့်သိမ့်စကားပြောလိုက်ပါတယ်ဦးလေးတို့အလင်းများစိတ်မပူပါဘူးနဲ့ကျွန်တော်အဘိုးကရဲရအထီကောင်ဝမ်းခွက်အကိုကမှုခွင်းရဲတပ်ဖွဲ့ကောင်ရောက်တာပါတယ်ဦးလေးလည်းတိတာပါပဲဒီကိစ္စကိုဘနိုးကြိုက်တွဲရမယ်ဘာတွေတတိထားရမယ်ဆိုတာကျွန်တော်မေးပေးပါမယ်မနာလေတာရှိရင်ကျွန်တော်ကိုအချိန်မရွေးဖုံးဆက်မင်းနော်ပြီးတော့အကိုကြီးပင်ကျောင်းကတငယ်ချင်းတွေကိုတိချလိုက်မေးကြည့်ပါဦး
အကိုကြီးပင်ဘဘူးနဲ့ပြဿနာထိဘူးလဲဆိုတာသူတို့သိလောက်တယ်ဦးလေးလက်စိတ်အနေငယ်တက်ထားသွားပုံရပါတယ်အေးပါကျေးဇူးပါပဲရွံလိယာတရင်ထူးတာနဲ့ဦးလေးချက်ချင်းဖုံးဆက်လိုက်မယ်နော်ဖုံးချပြီးနောက်ဂျမ်းရွံချင်းကနာမညင်းထသွားပါတယ်အခန်းထဲမှာခောက်တုံခောက်ပြန်လမ်းလျှောက်နေရင်းဟိုအကိုကြီးပင်ရဲ့ဘေးကင်းစိတ်ရတော့စိုးရင်လာပါတယ်လူတယောက်ကအကြောင်းမဲ့မပြောင်းနိုင်ဘူး CCTV မှာမပေါ်တာကမတန်းအတုလုပ်ထားလို့ပဲဖြစ်ရမယ်ဒါပေမဲ့တက္ကသိုလ်3ရက်ကျောင်းသားတယောက်ကဘလောက်အရှင်ဝါကြီးတဲ့လူကိုထောထိမိလို့လဲနေအောင်လွန်ခဲ့တဲ့3ရက်ကပျောက်သွားတာဆိုတော့3ရက်ဂျမ်းရွံချင်းရုတ်တရက်တုံလုတ်သွားပါတယ်ဂျန်နန်ပြည်နယ်ကပါဆယ်ပို့ရဲ့2ရက်3ရက်လောက်ကြာတယ်ဆိုတော့အချိန်ကာလအရတွက်ကြည့်မယ်ဆိုရင်အကိုကြီးပင်ကဒီပါဆယ်ထောက်ကိုပို့လိုက်တဲ့ညမှာပဲပျောက်သွားတာပေါ့ဒါတိုက်ဆိုင်မှုတသက်ပဲလားဒါမှမဟုတ်ဆက်ဆက်မှုရှုနေလားအဲ့ဒီလိုတွေးမိလိုက်တာနဲ့သူ့လက်ကအိတ်ကက်ထဲရှိအနှက်ရောင်ကတ်ပြားကိုအလိုလျော့စမ်းမိလျက်သာချစ်သွားပါတယ်ဒါပေမဲ့အိတ်ကက်ထဲကိုလက်ထည့်လိုက်ချိန်မှာတော့သူ့အလွန်တရာတောင်လုတ်ချောက်ချားသွားရပါတယ်အနှက်ရောင်ကတ်ပြားမရှိတော့ဘူးဖြုတ်ချသွားလာလားဂျန်ရွံချင်းခေါင်းကုန်ပြီးအခမ်းပြန်လို့တခုလုံးကိုအလော်တကစ်မျက်စိကစားကြည့်လိုက်ပါတယ်မရှိဘူးသူဂျမ်မန်ဘော်ကိုဝက်ဆုံပြီးကိုတင်အောက်ကိုငုံကြည့်လိုက်တယ်ကိုရင်အောက်မှာဖုံမှုန့်တွေအကျွေးစီတွေဘောပင်တွေကြက်တီးသားတဲ့အမိတ်တရိတ်သာစတွေအမိတ်တရိတ်သာစတဲ့အရာတွေရှိနေပေမဲ့အနစ်ရောင်ကပ်ပြားကိုတော့အရေးအယောင်မြမတွေ့ရပါဘူးကပ်ပြားကပျောက်ချင်းမလားပျောက်သွားတာပါဒါပေမဲ့သူတေချာမှမိတာကအိတ်ကပ်ပြားကိုသူ့အင်ကြီးအိတ်ကပ်ထဲကိုယ်တိုင်ထည့်ဟဲ့တာဖြစ်ပါတယ်အခြေပြပြနဲ့ဘီလိုလူပျောက်သွားရတာလေအကိုကြီးပင်ရဲ့စမ်းမြိုက်တဲ့ပျောက်ဆုံးမှုစာထဲကထူးခြားတဲ့အကြောင်းအရာတွေနဲ့အခုထူးထူးခြားခြားပျောက်ကွယ်သွားတဲ့အနက်ရောင်ကပ်ပြားဒီအရာတွေကိုဆက်ဆက်တွေးမိလိုက်တဲ့အခါမှာဂျမ်းရွံချင်းရဲ့ရင်ထဲမှာရှင်းပြမရတဲ့ထိတ်လန့်မှုနဲ့ဗလာဟင်းလင်းမှုတွေပြည့်နှံလာပါတယ်ဒီအနက်ရောင်ကပ်ပျောက်သွားတာကအကိုကြီးပင်ပျောက်ဆုံးမှုနဲ့ဆက်ဆက်နေမလားဒါအဓိကတဲလွန်စပဲအသက်ကိုဝါဝါရှူပြီးနောက်ဂျမ်းရွံချင်းဟာသူ့ရှိမှရှိတဲ့နားသက်ချင်းယောဂါကိုအသုံးပြုပြီးမှတ်ညောင်တွေကိုပြန်လဲတူးဆိုးကိုဆုံးဖြတ်လိုက်ပါတယ်သူဟာရေအေးတဲ့ကွက်ကိုတောက်လိုက်ပြီးခေါင်းကိုက်ပျောက်ဘဟင်းပလင်းကိုအိယာပြီးစပွားကန်မှာယူပြီးအဖောက်ဝင်ထားလိုက်ပါတယ်အဲ့ဒီနောက်ဖနှက်ချော့ပြီးကိုရင်ဘိုးကိုပက်လက်လွမ်းလိုက်ပါတယ်အဲ့ဒီအရာတွေဖင်စင်သွားတာနဲ့မျက်လုံးကိုမှိန်ပြီးခန္ဓာကိုယ်ကိုငြိမ်သက်နေအောင်ထားပြီးစိတ်ထဲမှာဖယခင်ရဲ့မျက်နှာကိုစတင်ပုံဖော်ကြည့်လိုက်ပါတယ်သူ့ယောဂကိုလိုအလိုထိန်းချုပ်နိုင်ဖို့အတွက်စိတ်ငြိမ်သက်ခြင်းလိုအပ်ပြီးပုံရိပ်တစ်ခုကိုအာရုံစိုက်စဉ်းစားရပါတယ်တခါညင်ဘူးတာယုံနဲ့မလုံလောက်ဖေးမှတ်ညောင်ထဲမှာမှုံဝါးနေတဲ့ပုံရိပ်မြောက်ဖြစ်ရပါတယ်အဲ့ဒီလိုဖြူလို့ကြအားဖေးဦးစွန်ဖို့ကြီးလုတ်ရဲဆောင်ရမှုကိုလွန်စော်ဖေးပြီးတဖြည်းဖြည်းအရှိန်နှင့်တင်လာပြီးနောက်ဆုံးမှစိတ်ဆွမ်းအေဒီစူပရလာစေပါတယ်နှစ်ပေါင်းများစွာကြာခဲ့တာကြောင့်ဖယခင်ရဲ့မျက်နှာဟာမှုံဝါးနေပြီးတော့ဒီကိစ္စအတွက်အတင်ဆုံးပြစ်မှတ်မြင်ဖြစ်ပါတယ်အချိန်10မိနစ်ပြီး10မိနစ်ကုန်ဆုံးသွားပါတယ်ဖယခင်ရဲ့မျက်နှာဟာမှုံဝါးတာကနေတဖြည်းဖြည်းကရင်ကြည်လင်းပြတ်တန်းလာပြီးနောက်ဆုံးမှအသေးစိတ်အစိတ်ပိုင်းနေအထိကွက်ကွက်ကျွင်းလင်းပေါ်တာလာပါတယ်အဲ့ဒီအချိန်မှာဂျမ်းရွံချင်းရဲ့ရင်ခုန်တန်းဟာဝင်းပိုနေတဲ့အင်ဂျင်ဆက်တစ်ခုလိုပြင်းထန်ခုန်ပေါက်နေပါတယ်ထိုအခိုက်ခဏမှာတရိတ်တရိတ်နောက်ပြန်စီးတင်းသွားတယ်လို့ခံစားလိုက်ရပါတယ်လွန်ခဲ့တဲ့တနအီကပုံရိပ်တွေကရုပ်ရှင်ကားတကားပြနေတယ်လို့သူ့ကောင်းတဲ့တရိတ်တရိတ်ဖြတ်ထန်းသွားပါတယ်ပါစက်ထောက်ကိုဖောက်နေတဲ့သူ့ပုံစံစားဖတ်နေတဲ့ပုံစံအနက်ရောင်ကပ်ပြားကိုအင်ကြီးအိတ်ခတ်ထဲထည့်လိုက်တဲ့ပုံစံပြီးတော့အကိုကြီးနှင်းစီစာပို့လိုက်တဲ့ပုံစံအားလုံးကိုပြန်မြင်အောင်လာပါတယ်အဲ့ဒီနောက်မှာတော့သူ့စပွဲကန်ပေါ်မှာမလှုပ်ရှားမရိပ်နေခဲ့ကြီး10မိနစ်လောက်ကြာအောင်ဖုံးပွယ်နေတဲ့ဗီဒီယိုအတူလေးတွေကိုပြွတ်ကြည့်နေပါတယ်ဂိမ်းရုပ်ပိတ်ကတငယ်ချင်းတွေပို့လာတဲ့ပုံလေးကိုကြည့်နေပါတယ်ပြီးတော့ဝစ်ထုတ်ဖတ်နေပါတယ်ကပ်ပြားအကြောင်းတွေးမိပြီးအကိုကြီးပင်စီဖုံးခေါ်ခဲ့ပါတယ်ဖုံးပြောပြီးနောက်တော့အရေးကြီးဆုံးအချိန်ကိုရောက်လာပြီပါပြီသူဟာစိုးရင်တကြီးနဲ့အခန်းထဲမှာလမ်းလျှောက်နေခဲ့တယ်ဒီအချိန်ဟာကပ်ပြားပြုတ်ကျသွားနိုင်ခြင်းအရှိဆုံးအချိန်ပါမညောင်ပုံရိပ်ထဲမှာသူဟာမျက်နှာကျုပ်လျက်လမ်းလျှောက်နေရင်အိတ်ကထဲကိုလက်နှိုင်းဆန်းကြည့်လိုက်တဲ့အချိန်မှာလည်းကပ်ပြားမရှိတော့လာကိုတွေ့လိုက်ရပါတယ်ဂျန်ရွံချင်းမျက်လုံးကိုရုတ်တရက်ဖွင့်လိုက်ပါတယ်သူ့မျက်နှာအခုရုပ်တစ်လုံးထိတ်လန့်မှုကြောင့်ဖြူဖြော်ဆွဲနေပါတယ်မရှိတော့ဘူးအနစ်ရောင်ကပ်ပြားကတကယ်ပဲဘာအကြောင်းပြညာမရှိပဲပျောက်ခွေသွားခဲ့တာဖြစ်ပါတယ်အကိုကြီးပင်ကငါ့စီဘလို့ပစ္စည်းမျိုးပို့လိုက်တာပါလေတချက်ကလေးတွေးမိရတော့လေသူ့ဥယေပြပြီးကျင့်တက်သွားပါတယ်ဆက်လက်တွေးတော်ချင်းမရလိုက်ပါဘူးနားထဲမှာစူညောင်တန်းလူပေါင်းများစွာပြိုက်တီအော်နေကြသလိုအတန်ပလန်တီပေါ်ထွက်လာပြီးဦးနောက်ထဲကမှတ်မြောင်ရဲ့အပိုင်းစိတ်ပုံရိပ်တွေကမီးတောင်ပေါက်ခဲ့သလိုပြိုကတ်ဆင်းလာပါတယ်ကျန်းရွံချင်းရဲ့နှာခေါင်းကနေသွေးတွေစီးကျလာပြီးခေါင်းတစ်ခုလုံးတန်ပွေးကိုရိုက်သွင်းရင်းသလိုနာကျင်လာပါတယ်သူဟာမျက်နှာကိုရှုံမွဲအထိကိုရင်ခေါင်းထဲကိုလေးဘတ်တို့ထိုးလာပြီးတုံရီနေတဲ့လက်တွေနဲ့အပြာရောင်ဆေးလုံးလေးလုံးကိုပါဇက်ထဲအတင်းထည့်လိုက်ရတော့တယ်အဲ့ဒီနောက်ရေခွက်ကိုမမြင်မနှောက်လန့်ယူပြီးရေနဲ့ဆေးကိုမျိုးချလိုက်ရတော့တယ်ခဏအကြာမှဂျမ်းရွံချင်းဟာထူထူတွေမျက်နှာနဲ့ကိုရင်ကောင်းထဲမှာမိရင်းနေကအမောဖင်နေလိုက်ပါတယ်ဒီအချိန်လေးထိရောက်လာတော့သူ့အတူဖြင့်ထစ်သွားပါပြီ
အကိုကြီးပင်ပျောက်ဆုံးမှုကဒီအနက်ရောင်ကပ်ပြားနဲ့တေချာပေါက်ပတ်သက်နေတာပါအကိုကြီးပင်ကအနက်ရောင်ကပ်ပြားကိုငှက်စီပို့ပြီးတာနဲ့ပျောက်သွားရဲ့ဒီအနက်ရောင်ကပ်ပြားနဲ့ဆန်းရွယ်စွာပျောက်ခွဲသွားပြန်နေတေချာကဒါတာမန်ပစ္စည်းမဟုတ်ပါဘူးဒါကိုကြည့်တယ်ကအကိုကြီးပင်တစ်ခုခုအချိန်တော့ခံနေတဲ့သဘောပါပဲဒါပေမဲ့ဘာလို့ဒေတင်ရဲစခန်းကိုမသွားအပ်ပဲပို့လိုက်ရတာလဲလို့သူတွေးမိပါတယ်ကြက်မတက်ဖူးတဲ့တက္ကသိုလ်ကျောင်းသားငါကိုရဲတပ်ဖွဲ့ထပ်ပိုယုံထီလို့လား CCTV နဲ့အခန်းဖော်တွေဘာမှထူးခြားမှုမတွေ့လိုက်ဘူးလို့ဆိုတဲ့အချက်ကိုရုတ်တရက်ပြန်စဉ်းစားမိပါတယ်ဒီလိုအစ်စ်တီလုံနိုင်တဲ့ဆိုတာတစ်ဖက်လူကတေချာပေါက်အာဏာရှိတယ်လို့ထိရမယ် အကိုကြီးပင်ကအနက်ရောင်ကတ်ကိုရဲလက်မအပ်ခဲ့တာရဲတွေကမယုံမှစိုးလို့များလားဒါမှမဟုတ်သူ့ကိုပျောက်သွားအောင်လုပ်လိုက်တဲ့လူဒါမှမဟုတ်အဖွဲ့အစည်းကဒီတာခံရဲတွေကိုပါလွှမ်းမိုးနိုင်လို့များလားငါစီပို့လိုက်တာကငါအဖိုးကရဲရရှိဟောင်းငါဝိုင်းခွဲအကိုကမူကင်းရဲတစ်ဖွဲ့ခေါင်းဆောင်ဆိုတာသိလို့များလားစိုးအိမ်မီတော်မှာငါမိသားစုကအတော်လေးအရှင်ဟွာရှိတယ်လीကျန်နံပြည်နယ်ဘက်ကလူတွေငါ့ကိုတော့လာမထီရဲလောက်ဘူးလို့တွေးခဲ့တာလားငါဝိုင်းခွဲအကိုကိုဒီကိစ္စပြောပြမှချက်မယ်တင်းတောင်ထိုအချိန်မှာရင်အင်ရှိခန်းကနေလူခေါ်ပဲတန်ကြားလိုက်ပါတယ်အဖွားရဲ့ခြေတံကဧခန်းကိုဖျက်တန်းသွားပြီးတကားပွင့်လိုက်တန်ကိုကြားရပါတယ်ဘသူနဲ့တွေ့ကြလို့လဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကခန်းရညင်မြေရဲစခန်းကပါကျန်းရွံချင်းနဲ့တွေ့ကြလို့ပါအမျိုးသားတူရဲ့အတန်းထွက်ပေါ်လာပါတော့တယ်